မင်္ဂလာရှိတဲ့ Christmas နေ့လေးမှာမင်္ဂလာရှိတဲ့လက်ဆောင်တွေကိုအပြန်အလှန်ပေးအပ်ရင်းနဲ့ဖျားခင်ရဲ့မွေးနေ့ကိုကျေးဇူးလိုက်ကြရအောင်နော်